မြန်မာနိုင်ငံပြည်တွင်းစစ်နဲ့စစ်ပေးရှောင်ကလေးများအတွက်တာခေရုရဲ့ပရဟိတစိတ်ထားပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့အိမ်မက်ဖန်တီးပေးရေးပရဟိတစီမံကိန်းရဲ့ပထမဆုံးကျောင်းကိုမြန်မာနိုင်ငံမှာတည်ဆောက်ပြီးစီးနိုင်ခဲ့ပါပြီ။ဒီတစ်ခေါက်ကျောင်းကိုကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ကလေးတွေအားလုံးတက်တက်ကြွကြွနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေကြတာကိုမြင်ရတဲ့အတွက်အယံဝမ်းသာမိပါတယ်။ဒီစီမံကိန်းအတွက်ပါဝင်လူလန်းပေးခဲ့ကြတဲ့သူအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကိုယ်တိုင်သွားရောက်ကြည့်ရှုတဲ့အခါမမျှော်လင့်ထားတဲ့အခက်အခဲတွေကိုလည်းတွေ့ခဲ့ရပါတယ်။လက်ရှိမှာဒီကျောင်းမှာကလေးပေါင်း1200လောက်ရှိနေပါတယ်။အဲ့ဒီထဲကထက်ဝက်နီးပါးဟာပြည်တွင်းစစ်နဲ့အာဏာသိမ်းမှုတွေကြောင့်မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ကလေးတွေဖြစ်ကြပါတယ်။အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပြီးမိဘတွေနဲ့ကွဲကွာနေတဲ့ကလေးတွေကိုလည်းအခမဲ့လက်ခံပညာသင်ကြားပေးနေပါတယ်။ဒါပေမဲ့ဒီကလေးတွေနေထိုင်နေရတဲ့အခြေအနေကတော့တကယ်ကိုခက်ခဲပါတယ်။ကျောင်းနောက်ဘက်မှာရှိတဲ့တဲအဆောက်အုံတွေထဲမှာကလေးတွေနေထိုင်ကြရပါတယ်။အိပ်ယာတွေမရှိတဲ့အတွက်ခက်ခဲတဲ့ကျမ်းပြင်ပေါ်မှာအဝတ်တစလောက်သာခင်းပြီးအိပ်ကြရပါတယ်။မိုးရွာတဲ့အခါမှာလည်းအဆောက်အုံတွေကိုရေယိုစိမ့်ဝင်လာပါတယ်။ပန်ကာလည်းမရှိပါဘူး။ပူပြင်းပြီးအလင်းရောင်လည်းလုံလောက်မှုမရှိပါဘူး။ဒီလိုတဲ့အဆောက်အုံနှလုံးသုံးလုံးထဲမှာကလေးရနဲ့ချီပြီးအတူတူနေထိုင်နေကြရပါတယ်။အိမ်သားနဲ့ရေချိုးခန်းတွေရဲ့တန့်ရှင်းရေးအခြေအနေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ကလေးရနဲ့ချီပြီးနေ့စဉ်အသုံးပြုနေရတာဖြစ်တဲ့အတွက်တန့်ရှင်းရေးနဲ့ကျန်းမာရေးအတွက်အလွန်ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ဒီလိုနေရာတွေကမ္ဘာပေါ်မှာအများကြီးရှိနေအောင်မယ်လို့ထင်ပါတယ်။ဒီတစ်ချိန်မှာတော့ကျောင်းတစ်ကျောင်းတိဆောက်ပေးနိုင်ခဲ့ရုံသာမကဒီကလေးတွေဘလို့အခြေအနေမျိုးမှာနေထိုင်နေကြရလဲဆိုတာကိုကိုယ်တိုင်သိရှိခွင့်ရခဲ့ပါတယ်။ဒါကြောင့်နောက်တစ်ဆင့်အနေနဲ့ဒီကလေးတွေနေထိုင်နေတဲ့တဲအဆောက်အုံတွေကိုပြန်လည်ပြုပြင်ပေးသွားမှာပါ။ရေပိုက်စနစ်အပါအဝင်တန့်ရှင်းရေးနဲ့နေထိုင်မှုအခြေအနေတွေပိုမိုကောင်းမွန်လာစေဖို့လိုအပ်တဲ့ပြုပြင်တည်ဆောက်မှုတွေကိုချက်ချင်းစတင်သွားပါမယ်။အကူအညီလိုအပ်နေတဲ့နေရာတွေကဒီနေရာတစ်ခုတည်းမဟုတ်ပါဘူး။ကမ္ဘာတဝန်းမှာဒီလိုအကူအညီလိုအပ်နေတဲ့ကလေးတွေအများကြီးရှိနေပါသေးတယ်။အခုချိန်ထိတော့ကျောင်းတွေရဲ့တည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုယ်ပိုင်ငွေကြေးနဲ့တက်နိုင်သမျှပံ့ပိုးပေးခဲ့ပါတယ်။ဒါပေမဲ့အနားယူပြီးတဲ့နောက်မှာတော့ဒီစီမံကိန်းကိုပိုမိုကြီးမားတဲ့အစီအစဉ်တစ်ခုအဖြစ်တိုးချဲ့သွားခြင်းပါတယ်။ကလေးတွေအတွက်ပိုမိုကောင်းမွန်တဲ့နေထိုင်မှုပတ်ဝန်းကျင်ပညာသင်ကြားရေးအခွင့်အလမ်းအားကစားနဲ့သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းပါတယ်။အားကစားသမားတွေအမှုပညာရှင်တွေထူးချွန်သူတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့နယ်ပယ်အသီးသီးမှာကိုယ်ပိုင်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ကြသူတွေအားလုံးလက်တွဲပါဝင်ပြီးကမ္ဘာတဝန်းကကလေးတွေရဲ့အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်နိုင်အောင်ကူညီပေးခြင်းပါတယ်။ဒီရည်ရွယ်ချက်နဲ့ဒီစီမံကိန်းကိုဆက်လက်အကောင့်ထဲပေါ်သွားမှာပါ။မကြာခင်မှာလည်းတိုကျိုမြို့မှာဒုတိယအကြိမ်ပရဟိတပွဲကိုကျင်းပသွားဖို့စီစဉ်ထားပါတယ်။အများပြည်သူအားလုံးပါဝင်တက်ရောက်နိုင်တဲ့ပွဲဖြစ်တာကြောင့်လာရောက်ပြီးအားပေးပံ့ပိုးပေးကြမယ်ဆိုရင်အယံဝမ်းသာမိမှာပါ။ကလေးတွေရဲ့ဘဝပညာရေးနဲ့အိမ်မက်တွေအတွက်ဒီလှုပ်ရှားမှုကိုဆက်လက်အားပေးပံ့ပိုးပေးကြပါအောင်ဆိုပြီးသူ့ရဲ့ social media အကောင့်ကနေတဆင့်ချပြသွားခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တို့ရောနိုင်ငံခြားဖိုက်တာတယောက်အနေနဲ့တွာလာရခက်ခဲတဲ့မြန်မာပြည်ကိုကိုယ်တိုင်လာရောက်လှူဒန်းခဲ့တဲ့အပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေပြောသွားပေးကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။